ဝေးနေလန်ကန်တယ်ဘာလဲ TV ပြန်ထွက်တယ်အောင်နိုင်ဟိုးပါလေခင်ဗျာကဲပါဒါကတော့ရောင်နေရဲ့ဘွဲထွက်လူစင်းပါခင်ဗျာဒါတော့တောင်ကြီးစုံရဲ့ဘွဲထွက်လူစင်းတဲ့အတူအရန်ကစားသမားလူစင်းပေါ့နော်ဒီပူကောင်ငင်းငယ်တွဲနေမြဘလုံးထွက်လာရဲလေးအလှပါလေးဖြတ်ကျော်ထားနိုင်ရဲ့ရဲလေးခြေထဲမှာပဲရဲလေးဖြတ်ကျော်ဖို့ကြိုးစားတယ်ဖာမရှိနေကျွန်တော်မှ6တောင်နေ FC တီးပလီယာ2ယောက်လောက်ကိုပိတ်ပြီးတော့ရဲလေးရဲ့ဖြတ်ကျော်မှုကိုကန်တားထားနိုင်တာကိုတွေ့ရမယ်နော်ကန်ကောင်းတာကတော့ area တွင်းမှာမဟုတ်တဲ့အတွက်တော့စစ်ရှိကိုက်ထဲကနေဖြစ်တယ်မို့ကန်အောင်ပါပေါ့နော်ကျွန်တော်မှခွန်ရဲလေးနဲ့တူ73တာတာတို့ကံမဲနေထားမှာရှိနေတယ်နော်ရဲလေးကန်နေနင်းငယ်တွဲတယ်မြကိုသမားပုတ်ထုတ်ထားပါဘောနော်ဒီထက်ကိုချပေးတယ်ဘိန်းသူထက်ခြေနေကိုချိပြီးတော့နောက်မှာရှိနေတဲ့ကျွန်တော်19နဲ့ပြန်တွဲထားတယ်ကောင်းမြတ်ဦးဒီထိတ်တန်ရခဲ့တယ်မြကောင်းမြတ်ဦးလွတ်ချွတ်ကြီးခံမှုထူးစားမှာဒီချက်အနေငယ်အားနေနေပြီးတော့ကိုသမားပဲရောက်ထားမြရဲလေးကွန်ဆူအောင်နိုင်ဒါလေးဖြတ်ကျော်ထားတဲ့အောင်နိုင်ခြေထဲမှာပဲတောင်ကြီးစုံအောင်နိုင်နောက်မှာရှိနေတဲ့ကျွန်တော်14ခွန်ညာနဲ့တွဲထားတယ်အောင်နိုင်ခြေထဲမှာပဲအောင်နိုင်ကြည့်ရဲလားပါလေးဖြတ်ကျော်ထားတယ်နော်အောင်နိုင်ဖြတ်ကျော်ထူးသားမှာကျွန်တော်8ဝေးနေလန်ကန်တယ်ဘာလဲ TV ပြန်ထွက်တယ်အောင်နိုင်ဟိုးပါလေခင်ဗျာလာပါလေဝေးကန်တဲ့နဲ့အတူဘာတန်း TV ပြန်ထွက်လာတယ်လို့ရှေ့မှာအသင်းရှိနေတဲ့တောင်ကြီးစုံ FC တင်းရဲ့ကွင်းလေလူဖြစ်တဲ့ကျွန်တော်16ခွန်နိုင်ပိတ်သွင်းပြီးတော့တောင်ကြီးစုံ FC တင်းတော်ဦးဆောင်ကိုရရှိခဲ့ညကောင်းပါလေနော်ဝေးကန်ကြမှာဆိုရင်ကိုသမားဝေးဖြူလိုက်ပုတ်ထုတ်ဖို့ကြိုးစားခဲ့ပေမဲ့ဘောလုံးကနိုင်ငယ်မြင့်ပြီးတော့စိုက်ကြလာတဲ့အတွက်တော့ကိုသမားဝေးဖြူလိုက်လဲဘာမှမတတ်နိုင်နေမဲ့ပြန်ထွက်လာတဲ့လုံးတော့အောင်နိုင်အဆုံးသက်ချက်နဲ့တူတောင်ကြီးစုံဦးဆောင်ကိုရရှိခဲ့ညဆရာမနေငယ်နောက်မလူတွဲပြီးတော့ဂျွန်းကောင်းမြတ်ထူးနဲ့ပြန်တွဲထားတယ်ဒါနဲ့ထပ်ပင်ပေးထား냐ဂျွန်းခြေထဲမှာပဲနားလန်ကန်တယ်ပိတ်တယ်အောင်လေးဘုသမားရဲ့ပုတ်ထုံးမှုကနေလွတ်ချွတ်ကြည့်ရလာတယ်လုံးအောင်လေးပိတ်ဖို့ကြိုးစားအောင်မှာထိချက်လွဲချော်ပြီးတော့ဘလိုမျိုးဖြစ်ခဲ့ရတဲ့အတွက်ရောင်ရီ FC တင်အတွက်ခြေပါကိုတော့ကောင်းစွာအသုံးချနိုင်ခြင်းမရှိခဲ့ဘူး냐ရဲလေးရတဲ့ကိုခုတ်တင်ပေးတယ်။ပြန်ထွက်လာလေ။ဆော်ကြီး။ဒီထက်ပြန်ပေးပြီးမှလေစစ်ဘလုံးဆန်ထွက်လာတဲ့လုံးတော့တောင်းနံပါတ်10ဖြစ်တဲ့ကိုဆော်ကြီးပိတ်သွင်းပြီးတော့တောင်ကြီးဆောင် FC တင်2စီးနဲ့ဥဆောင်ထားနိုင်ခဲ့မြတ်။ကိုထူးမရှိနေခင်းရှင်းကိုထူးနဲ့ပဲပြန်တွဲထားတယ်ကိုထူးရှူတာလေးခင်းပြီးတဲ့ဂျွန်းလက်ပတ်ခောက်ပြီးတော့ကန်ဖို့ကြိုးစားအောင်ပါငယ်ဟန်ချက်ပြတ်ပြီးတော့ဘောလုံးကအတာလေးပဲကိုသမားခွန်အောင်မြတ်ဖန်ထားနိုင်ခဲ့မြတ်ရှူမြောက်ပေးထားတယ်ကိုထူးနားလည်းရှင်းထုတ်ထားမြတ်ဘောငယ်တာရပြီးတော့ဂျွန်းကန်ဖို့ကြိုးစားအောင်ပါခွန်အောင်မြတ်ကောင်းဆုံးပဲကာဝယ်ထားနိုင်ရဲ့နော်ဖြစ်တယ်မို့တော့ကျွန်တော်25အသင်းကောင်းဆောင်ဖြစ်တဲ့ကောင်းမြတ်ဦးကံမာနေဟောင်းကံမို့ရှိနေခဲ့နော်ကောင်းမြတ်ဦးရထဲကိုခုတ်တင်ပေးတယ်ကောင်းမြတ်ဦးပဲနော်ခင်ရှင်ဒါလေးဖတ်တင်ပြီးတော့ဟင်းသူထက်
ခြေထဲမှာပဲခင်ရှင်းနဲ့ပြန်တွဲထားတယ်ခင်ရှင်းပြပြရမှာအားလည်းမနေငယ်တွဲပြီးတော့ရမင်းထက်ခွန်စုနဲ့တွဲထားတယ်ခွန်စုအောင်နိုင်ခွန်စုအောင်နိုင်နဲ့ပြန်တွဲထားပြီးတော့တောင်းနေရညအမြဦးကန်တင်ပေးတယ်ဂျွန်းတိုက်ရမှာထီချအနေငယ်များပြီးတော့ဂိုးလုံးမဖြစ်ခဲ့ရညရှင်ဘုံကံရဦးထားတယ်ချူကြော်ပြီးအမြကျွန်တော်30ဂျွန်းဒီကြတဲ့ကိုဆွဲဝင်ပြီးကန်တယ်ဘုဒ္ဓမခွန်မြတ်လာပါလေးပုတ်ထုတ်ထားပြီးတော့ကာဝယ်ထားနိုင်ခဲ့ညပြန်ထွက်လာတဲ့အလုံးတော့ဦးရနေလှမ်းခံဦးကျူးစားအောင်မှာကိုထူးကံတမှုကောင်းဝင်ခဲ့ပြီမဲ့ကိုနဲ့တော့အနေငယ်တွဲချော်တဲ့အတွက်ဂိုးလုံးမဖြစ်ခဲ့ရမြဒီခွန်ညာဘလုံးလက်ထုတ်ဖို့ကျူးစားခဲ့ပြီမဲ့မာပြီးရှုခတ်တင်ပြီးတယ်ညကျောင်းမှာခွန်ဇာလဲလည်းဝင်ရောက်လာတဲ့ဇာသမားပိတ်ဖို့ကြိုးစားမှာဘလုံးထိချရနေငယ်လွဲချော်ပြီးတော့ဂိုးလုံးမဖြစ်ခဲ့ရနဲ့ထောင်ရဖြစ်ရှင်ပြစ်တံဘောတော့ခင်ရှင်ဒီတော့ရှေ့ကိုခုတ်တင်ပေးတယ်ခေါင်းတိုက်တယ်ထိချနေငယ်လွဲတယ်ကြော်ပြီးတော့ကိုသမားခေါင်းမြက်ဖဲခံရအောင်ထားနိုင်ရင်ခေါင်းမြက်ရှုကန်နေပေးထားတယ်ခုနစက်ခေါင်းနားနဲ့ကန်နေထားတယ်ရဲလေးလူကျွတ်ကြည့်ညာရဲလေးကန်သွေးမှုကျူးစားမှာကျောင်းနံပါတ်14ရန်လင်းဖြိုးကောင်းဆုံးပိတ်သွင်းပြီးတော့ဟန်တားထားနိုင်ခဲ့မြောက်တောင်ကြီးဆောင်အပစီတင်ရရှိလာတဲ့ဖြစ်တံမို့တော့ကျွန်တော်ကခွန်ရဲလေးနဲ့အတူကျွန်တော်26အမင်းထတ်တို့အတင်းနေထားမှာရှိနေခဲ့မြောက်အမင်းထတ်ကန်တယ်ဘာတန်းတီးပြီးပြန်ထွက်လာမြောက်အမင်းထတ်ကောင်းလိုက်တာကန်တာရဲလေးဖြတ်ကျော်ထားတယ်ခင်ရှင်းပဲဖြတ်ကျော်တောင်ကံမို့တော့ကောင်းမြတ်ဦးကံမင်းဒီထားမှာထုတ်တင်ပေးထားတယ်ကိုသမားခွန်မြတ်လာပါလေးပဲထိုးထုတ်ပြီးတော့ကာကွယ်ထားနိုင်ခဲ့ညဒီတရားချင်းတောင်ကံမို့လဲကောင်းမြတ်ဦးကံမှာပေါ့နော်ခုတ်တင်ပေးထားတယ်ခွန်မြတ်ဒီချိန်မှာတော့ညီရလေးဆွဲထားနိုင်ခဲ့တဲ့အတွက်တော့တောင်ကြီးစွာစီတင်ဒီမှာမြတ်ပေါ့နော်မာရှင်ရဲ့တန်ဦးအောင်နိုင်နဲ့ပြန်ထွေးထားတယ်တန်ဦးခြေထဲမှာပဲတန်ဦးပြန်လေရဦးထားတယ်တန်ဦးပဲညာတန်ဦးရှေ့ခင်းပြီးတယ်ခွန်ထုံးနိုင်လူကျွတ်ကြီးထွက်လာတယ်ညာခွန်ထုံးနိုင်ခြေထဲမှာပဲကန်တယ်လွဲပါတယ်ခင်ဗျာတန်ဦးရဲ့ဖန်တီးပေးမှုကောင်းမှုပဲပြီမဲ့တိုက်စင်မှာအသိရှိနေတဲ့ကျွန်တော်က98ခွန်ထုံးလိုက်လူကျွတ်ကြီးကန်နေရမှာကိုနဲ့နေငယ်လွဲချော်ပြီးတော့ဂိုးလုံးမဖြစ်ခဲ့ရညာတတိယဦးဆောင်အိုးဘာရမန်နေပေါင်းမြဦးဒါလေးချပေးထားညာကျွန်တော်29ဘုရမကျွန်တော်စိတ်ထားနိုင်ခဲ့တယ်ကောင်းပါလေများခွန်မြ1/1အခြေအနေကိုအကောင်းဆုံးစေပြီးတော့ကောင်းမြတ်ဦးဒီမှာရှင်ရကျွန်တော်20ခွန်းအောင်လေးနဲ့ပြန်ထွေးထားတဲ့အောင်လေးလာပါလေးဖြတ်ကျော်ပြီးတော့အောင်လေးကြည်နေတယ်ခင်ရှင်းခြေထဲမှာဗျခင်ရှင်းလှည့်ပတ်ပြီးတော့ကြည်နေတယ်မလဲအောက်ခံလူပိတ်ဆို့ပြီးတော့နောက်မှရှင်နေအောင်လေးအောင်သူအောင်လေး FC တင်းနားလန်တိုက်စစ်တင်ရဲ့အတူတောင်ကြီးဆောင် FC တင်းရဲ့အကွင်းလယ်နဲ့နောက်တန်းတွေကိုထိုးဖောက်ဖို့ကြိုးစားခဲ့ပေမဲ့တောင်ကြီးဆောင်ပြန်လေတိုက်စစ်နဲ့တူရဲလေးခြေထဲမှာရဲလေးကန်တယ် Justin မီယာလေးဖမ်းထားနိုင်ရဲ့နော်ရှင်းထုတ်ထားနေအောင်နိုင်အောင်လည်းပြီးတော့ရှင်းထုတ်ထားတယ်မရှင်နေအောင်လေးပဲအောင်လေးပြန်လေဖြတ်ကျော်ထားနေအောင်လေးလန့်ကန်တယ်ဘုရမခေါ်ကေဦးပုတ်ထုံမှုကောင်းမွန်ခဲ့နော်ကောင်းကံမောပုတ်တင်ပေးထားတယ်
ကောင်းတိုက်တယ်ကိုသမားခွန်အောင်မြတ်ပဲပြန်လဲစိတ်ထားနိုင်ရဲ့နော်အောင်သူရာယူချပြီးတော့ချီနေတယ်အောင်သူခြေထဲမှာပဲအောင်သူဦးရဲ့နေလန့်ကန်တယ်ကိုသမားဖြစ်တဲ့အောင်မြတ်ဒါရလေးပဲဖန်ထားနိုင်ရဲ့နော်အောင်လေးခြေထဲမှာပဲအောင်လေးချက်ကြော်ထားနိုင်ရဲ့နော်ဖြစ်တင်ပေးတယ်အောင်မြတ်ဦးတိုက်ရမှာဒီမှာခေါင်းမြတ်အားရုံမရှိတော့လည်းပဲကောင်းဆုံးစိတ်ထားနိုင်ရဲ့အောင်တွေ့ရမှာပါကဲပါတောင်ကြီးဆုံးအစီတင်တော့ဒီနေ့မှာဆိုရင်လက်စမ်းကောင်းလေးပြပြီးတော့နောက်တန်းနေစိတ်ချအောင်ကိုသမားခွန်အောင်မြတ်ကောင်းဆုံးလက်စမ်းတွေကိုမြင်တွေ့နေရပါနော်ခါချက်ကြော်ကိုစူးစမ်းရမယ်နောက်ခံနေညှိတယ်ကောင်းမြတ်ဦးပဲဒါလေးဖြတ်တင်ပေးထားတယ်ကိုသမားခွန်အောင်မြတ်မာရုံမရှိတော့ဖန်ထားနိုင်ရဲ့နော်ဒီကိုကြာမဲ့ချီနေခေါင်းနဲ့တိုက်ပြီးတော့ပြန်လဲထိထားနိုင်ရဲ့ညရဲလေးခြေထဲမှာပဲရဲလေးထွက်တော့ဖို့ကြိုးစားမှာနောက်မှရှိနေဘာဝီနိုင်ငံချိတ်ထားလို့ဖြစ်တဲ့ဖြစ်တယ်မဟုတ်ဖြစ်တယ်လူကြောက်တမတ်ပေးထားညရှားကြီးဝင်လာမယ်ပေါ့နော်တောင်နေ FC တင်းဒီကလည်းနမှုပြုလို့မအောင်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့စနစ်အောင်ပူပူစားကျွန်တော်တို့35ကလိုစေးဒီကလည်းဝင်ရောက်လာတွေ့ရမှာဖြစ်ပါတယ်ညလေးပဲရရင်ရဲလေးချီနေတယ်အဝေးကိုဖြတ်ကျော်ထားရဲလေး2ယောက်3ယောက်လောက်ဖြတ်ကျော်ပြီးတော့ဖြတ်ကျော်ဖို့ကြိုးစားအောင်မှာနောက်ခံလူတွေနည်းငယ်ဒီလမ်းကြောင်းကိုပိတ်တဲ့အတိုင်းရောက်ဖြစ်တယ်မဟုတ်ဖြစ်တမပေးထားတယ်နော်ရဲလေးဦးရဲ့နေပြင်းကံတော့မှာကိုနဲ့တော့အတော်လေးကိုညားပြီးတော့ကိုလုံးမဖြစ်ခဲ့ရတယ်မရှင်နဲ့ခီရှင်းနဲ့ပြန်တွဲထားတယ်မာတင်ပေးတယ်လို့စေးတာရပိတ်ပြီးတော့ဂျွန်းခံရမှာနောက်ခံလူနဲ့ထိတယ်ညာတောင်ကံမို့တော့တနမခုံဖြစ်တဲ့အောင်ပူပူကံမို့နေထားမှာခုတ်တင်ပေးထားတယ်ဒီမှာအောင်မြတ်ဖဲပါလေးဖန်ထားနိုင်ရဲ့နော်အောင်မြတ်ရှူတောင်ကမောင်အောင်လေးရတဲ့ခုတ်တင်ပေးတယ်ကိုသမားခွန်အောင်မြတ်ပုတ်ထုတ်ထားတယ်နော်ပြန်ကြလာတော့တန်ဦးမနာတိုင်းရှင်းထုတ်ထားနော်အောင်လေးပဲအဲ့ဒီထိတ်ကိုခုတ်တင်ပေးထားပြန်ပြီခွန်အောင်မြတ်ပုတ်ထုတ်ထားနိုင်ရဲ့နော်တောင်ကြီးဆောင် FC တင်းနေနဲ့ final ကိုတက်ရောက်ဖို့ခွင့်လန်းကောင်းတွေကိုပိုင်ဆိုင်ထားပြီပေါ့နော်ဒီနေ့မှာစတင်ဖွဲ့စည်းပြီးတော့ဒီနေ့မှာပဲပထမဆုံးရှင်ပြိုင်တဲ့တောင်ကြီးဆောင် FC တင်းနေနဲ့ရှင်ပြီး final ဖွဲ့စည်းမှာဆိုရင်ရောင်ဒီ FC တင်းကို2စီးနဲ့တက်ရှိကစားချိန်ကြီးကိုဥဆောင်ထားပြီးတော့ရှင်ပြိုင်နေအောင်တွေ့ရမယ်နော်ဟုတ်ကြမင်းလေးကဲပါဒီစီဇန်တင်ပါဝဲတောင်ကြီးဆောင် FC တင်းဝေသားကြီးမိနစ်90မှာ2စီးဆိုတဲ့အနေထားနဲ့တူရောင်ဒီ FC တင်းကိုဥဆောင်ထားပြီးတော့final ကိုတက်ရောက်သွားပြီဖြစ်တဲ့အတွက်တောင်ကြီးဆောင် FC တင်း congratulation ပါ